ငကားမင်းသမီးနဲ့ငကားကိုင်းကိုပြန်ရောက်လာတဲ့အခါဂိုင်းချုပ်ကြီးကရှင်နန်းတော်ထဲဝင်ရောက်တဲ့ကိစ္စဘာကြောင့်မအောင်မြင်ခဲ့တာလဲမေးနေပါတယ်ငကားမင်းသမီးလည်းဆရာဝေဆိုတဲ့အယူခံကြောင့်ကြာရှုံးခဲ့ရတဲ့အကြောင်းပြောပြလိုက်တဲ့အခါဂိုင်းချုပ်ကြီးကဒါကနေရပဲဆရာဝေကနေမနိုင်နဲ့ပြိုင်ပဲနောက်တစ်ခါတွေ့ရင်သတိထားဖို့ပြောပါတယ်အဲနောက်ဂိုင်းချုပ်ကငါကအုံမင်းနေပြီငါနေရာနေဆက်ခံရမယ်ဆိုတာသွေးရီကံကိုဖွင့်လိုက်ပါတယ်ငါတို့ငကားကိုင်းဆက်ပင်ကြီးမင်းကြီးကိုကူညီပေးလာခဲ့တာအခုနေတောင်ဝင်ဖြစ်သွားပြီပင်ကြီးမင်းကြီးရဲ့သားတော်ကငဘောပင်စီကလဲသွားလိမ့်မယ်သူပင်ဖြစ်ဖို့ကူညီပေးရမယ်ခုငါကန်ရဲစင်းရင်နောက်ကလိုက်ဆင်းပါငါရဲ့စွမ်းရည်နဲ့နင်ကုန်ရသွားလိမ့်မယ်ရင်းမြတ်မှတ်ထားဖို့မှာကြားပြီးရတယ်ကန်ရဲဆင်းသွားတော့ငကားမင်းသမီးရဲ့နောက်ကလိုက်ဆင်းသွားပါတယ်ခဏကြာလို့ပြန်ပေါ်လာတော့ငကားမင်းသမီးကရုပ်ပြောင်းသွားသလိုတိုင်းမညာဟာလည်းစိတ်မြင့်သွားခဲ့ပြီးနနကားကိုင်းရဲ့ဂိုင်းချုပ်ကြီးဖြစ်သွားခဲ့ပါပြီဆရာဝန်နဲ့ငရောင်းကတော့ဆောင်းကြမြိုင်ထဲမှာစော်လေးရင်တာယာနေပါတယ်နှစ်ယောက်သားဆဲပြိုင်နေရရင်ကငရောင်းဆဲတာများတော့ဆရာဝန်တင်းသွားပြီးဓာငွေတသိန်းရိုက်မယ်လို့ငရောင်းကိုပြောတဲ့အခါဆရာဝန်ရဲ့အမကငရောင်းကအတဘောမဟုတ်ပါဘူးဆိုပြီးငရောင်းကိုခွင့်လွှတ်ပေးဖို့ဝင်ပြောကူတော့ဆရာဝန်လည်းအမကသူ့ဘက်ကဝင်ပြောပေးနေတာနင်တို့ကရိုးမရွေးလာမေးတဲ့အခါငါတို့ကရန်ယူသားပြီးရန်ဖြူစင်ပါတယ်လို့သူ့အမနဲ့ငရောင်းကပြောတယ်ဟုတ်ပါတယ်သူတို့ကြည့်ရတာလည်းတော်တော်ရိုးကြမဲ့ပုံပါပဲဒါနဲ့ဆရာဝန်လည်းနင်တို့မျက်နှာမကြည့်ချင်ဘူးတေးတော့ပေါက်မယ်ဆိုတာထွက်လာတော့လူနှစ်ယောက်ကဆရာဝန်ကိုခန်းထဲဆွဲခေါ်သွားပြီးလေဘင်းကိုဓာနဲ့ချိန်ကဒေဇာတခွင်ဝေဘယ်မှာရှိလဲမေးနေပါတယ်တခွင်ဝေကိုဖမ်းပြီးတခွင်ဝေဘယ်မှာရှိလဲမေးနေတော့ဆရာဝန်လည်းမင်းတို့နဲ့ဘာရန်ညို့ရှိလဲလို့ပြန်မေးလိုက်ပါတယ်ထို့ကဓာနဲ့လူနှစ်ယောက်ကခွေးမသားကလူယုံမာတွေကိုကူညီနေတာတည်သိပြီလို့ပြောတော့ဆရာဝန်လည်းအကြောင်းရိုက်ကငါလည်းဒီခွင့်ရင်းကိုစောင့်နေတာရုပ်ဓမ္မကောင်ကငါမိသားစုတွေကိုတတ်ပြစ်တာတွေ့တာနဲ့တတ်ပြစ်ရမယ်ဆိုပြီးရုပ်တည်နဲ့ကြော်အောင်ပြောကသွားတတ်မယ်ဆိုပြီးခေါ်လာပါတယ်နော်ခန်းခန်းကိုဖွင့်လိုက်တဲ့ခါအထဲမှာငရောင်းနဲ့သူ့အမကရိုးသားခိုးစားဖို့ကြံနေကြတာကိုတွေးလိုက်ရတော့ဆရာဝန်စိတ်ဆိုးပြီးခွေးမသားမင်းကိုနှုတ်ဆင်ပြီးတတ်ပြစ်မယ်ဆိုတာကြိတ်ဆဲလိုက်တော့ဟိုနေရာလဲငရောင်းကိုတခင်ဝေထင်ပြီးလိုက်တတ်ပါတော့တယ်ငရောင်းလည်းထွက်ပြေးနေဆရာဝန်ရဲ့စိတ်ကတပည့်တွေနဲ့သူတော်စင်ကိုင်းရဲ့ညီမနှစ်ယောက်ဖိုက်ပါတော့တယ်ဆရာဝန်နဲ့ငရောင်းလည်းအပြင်ကနေအသာကြည့်နေတော့လူသက်သမားနှစ်ယောက်ကဆော်ချောချောလေးမသိသွားတဲ့အခါဆရာဝန်သဘောကျပြီးအကြံထုတ်ပါတော့တယ်နော်သူတော်စင်ကိုင်းရဲ့ညီမနှစ်ယောက်ကိုဆရာဝန်ရဲ့တပည့်တွေဖမ်းထားတဲ့ချိန်ဆရာဝန်ဝင်လာကသူ့ကိုသူတရားမျှတမှုနဲ့တိုက်ခိုက်နေတဲ့နောက်ပိုင်းအမဲကျဆုံးသူလို့ဆိုလိုက်ပြီးမင်းကလေးနှစ်ယောက်ကိုလွတ်ပေးဖို့ပြောပါတယ်ထို့အခါဇက်တိုက်ထားတဲ့ငရောင်းကလည်းသူတို့ကိုလွတ်ပေးစေခြင်းရဲ့စိတ်ရက်ကိုတောက်ရမယ်ဆိုတာတပည့်တယောက်ကိုရက်ပလင်းပေးခိုင်းလိုက်တော့ဇက်တိုက်ထားတာကိုမသိလိုက်တဲ့တပည့်ကဘယ်ရက်ပလင်းမှမသိတာနဲ့ဆရာဝန်ကလက်ညှိုးထိုးပြရပါသေးတယ်စော်လေးကတော့မတောင်းနဲ့ဆိုပြီးတားပါတယ်ဒါတော့လိုက်ရင်နိုင်ဝက်တွေရှစ်တင်းမလို့ရရင်စိတ်သွေးရောက်ပြီးတေလိမ့်မယ်လို့ငရောင်းကစော်လေးတွေတီးအောင်ပြောပြလိုက်ပါသေးတယ်ဆရာဝန်လည်းမင်းတို့ကိုဒုက္ခမရောက်စေချင်ဘူးဆိုတာနင့်နာခံတယ်လို့ဘာလို့နဲ့သူ့အကြံနဲ့သူမို့အစိတ်ရက်ကိုရုပ်တည်နဲ့မောချလိုက်ပါတော့တယ်ငရောင်းတို့လည်းဇက်တိုက်ထားတဲ့အတိုင်းကောင်းမလေးနှစ်ယောက်ကိုလွတ်ပြီးထွက်သွားတာနဲ့ဆရာဝန်စိတ်တက်ရှင်အောင်ဆောင်ပါတော့တယ်မင်းတို့တယောက်နဲ့ရှစ်တင်းတော့မှငါအသက်ရှင်နိုင်မယ်လို့ဆိုတဲ့အခါကျမတို့နှစ်ယောက်နဲ့ဆိုရှင်းတော့ကဲနိုင်မလားစော်လေးတွေကမေးတော့ကျေးဇူးတင်နဲ့ငါမလုပ်နိုင်ဘူးငါတိုင်းနဲ့ငါကရှိပါစေဆိုပြီးယောက်ျားကောင်းပြည်သားတို့ဘာလို့နဲ့မူနေလို့ရှိသေးတယ်စော်လေးတွေကကျမတို့ကိုကဲပြီးတော့ရှင်ကျေးဇူးကိုတသက်မမေ့ပါဘူးရှင်တွေသွားရင်အမြောက်ဝေပေးပါမယ်ဆိုပြီးသွားမယ်လို့တော့ငါ့ကိုသိစေချင်နေရလားဆိုပြီးပြန်ဆွဲပါတယ်အဲ့အချိန်မှာပဲအပေါ်ထက်ကနေငါးခိုင်းရွက်နဲ့ပင်ကြီးမင်းကြီးရဲ့သားတော်ဆင်းလာပြီးလူတိုင်းကိုဒီညီနဲ့လိန်လို့မရဘူးသူပြောတာမယုံနဲ့လို့ပြောလိုက်တော့ကောင်းမလေးမြောက်လည်းဆရာဝန်ညာနေတော့တီးသွားပါတော့တယ်ဒါနဲ့ဆရာဝန်လည်းမဆိုင်မဲဝင်ရှုပ်တယ်ဆိုတာသူ့တပည့်တွေကိုခေါ်ပြီးတတ်ခိုင်းပါတယ်အစွမ်းထက်လာတဲ့ငကားခိုင်းချုပ်ကတစ်ချက်တည်းဖုတ်ပေးလိုက်တာဆရာဝန်တပည့်တွေမှောက်ကုန်တာနဲ့ဆရာဝန်လည်းထွက်ပြေးပါတော့တယ်အပြင်ရောက်တာနဲ့ရဲမက်တွေရောက်လာပြီးမင်းကြီးကတခင်ဝေကိုချက်ချင်းလာဖို့မိန့်လိုက်တဲ့အကြောင်းပြောတော့ဆရာဝန်အမွှာညီမနဲ့တူမင်းကြီးတန်ခါစားဝင်လာပါတယ်အခုကျမတို့ကိုဘာလို့ရေးကြီးခေါ်တာလဲအမွှာညီမကမေးတော့ဒီနေ့နင်တို့ကိုစော်ဘလော်ဒီခံရတော့မို့မင်းကြီးကိုရှောက်တင်ပြီးသွားတတ်ကြမယ်လို့ဆရာဝန်ကပြောပါတယ်ဘသူကကိုကိုလှုပ်ရဲတာလေလို့အမွှာညီမကထပ်မေးတဲ့အခါငါ့ကိုနိုင်နေဆိုမှတော့အဲ့လူကစူပါမန်မဲ့ဖြစ်မှာပေါ့ပြောနေတော့မှပဲသူ့ရှိကိုငကားကိုင်းကျွန်းရောက်လာတော့သူနဲ့တော်တော်တူတယ်ဆိုပြီးဆရာဝန်လည်းကြည့်နေပါတယ်တေချာထက်ကြည့်ပြီးတော့မှအချောင်းမယုံနဲ့သူပဲဟာဆိုပြီးအမွှာညီမကိုဖိုက်ခိုင်းတော့တယ်ငကားကိုင်းကျွန်းရဲ့တိုင်းမိနာကတော်စစ်မြင့်ပြီးအမွှာညီမကိုတာယာနိုင်ယူလိုက်ပါတယ်အဲ့အချိန်မှာပဲမင်းကြီးရောက်လာတော့ဆရာဝန်လည်းမင်းကြီးကိုပြေးတိုင်ပါတော့တယ်မင်းကြီးရဲ့ဘေးကတယောက်ကလည်းငါဘယ်သူလဲတေချာကြည့်ပါအောင်ဆိုတော့ဆရာဝန်တေချာကြည့်ကသူကဟိုရှောင်းမရဲ့ကြံရပါဆိုပြီးမင်းကြီးကိုပြောတဲ့အခါမင်းကြီးကပောက်ခဲ့ရမပြောနဲ့သူကပီရှိမင်းကြီးဝူဆိုင်ရဲ့သားတော်ငါနဲ့တိုင်းပြည်ရဲ့ဆွေးနွေးဖို့လာတာဆိုတော့ဆရာဝန်လည်းမင်းသားကသူရတတိနဲ့ပြည့်စုံတဲ့လေးစားပါတယ်ဘာညာနဲ့ဖော်ရှော့လုပ်တော့တယ်နောက်မင်းသားကသူကငါ့ရဲ့အတော်ဆုံးတက်မှုဆိုပြီးငကားကိုမိတ်ဆက်ပေးတဲ့အခါအကိုကြီးတွေ့ရတာဝမ်းသာပါတယ်အကိုကြီးကရမ်းတော်တာပဲဆိုပြီးဆရာဝန်မျက်နှာချိုတွေးပြန်ပါတယ်နောက်မင်းကြီးကသူတို့အတွက်စားတော့ပွဲပြင်ခိုင်းပါတယ်စားတော့ပွဲမှာဆရာဝန်ကမင်းကြီးကိုပြောစရာလေးတစ်ခုလုပ်ကြမယ်ဆိုပြီးဒီကတက်မှုကကျွန်တော်တပည့်တွေကိုတိုက်ခွက်ဆေခွက်တွေနဲ့အနိုင်ယူနိုင်မလားဆိုတာဒင်းကတန်းကြီးလောင်းမယ်ဆိုတော့မင်းသားကလည်းသဘောတူလိုက်တယ်ငါမျက်နှာပြက်အောင်မလုပ်နဲ့ဆိုတော့ငကားလည်းတိုက်ရပါတော့တယ်နောက်ဆရာဝန်ခေါ်ထားတဲ့ဖိုက်တာတွေကိုငကားကခြေကန်ချက်6ချက်ကန်တယ်ဆရာဝန်လည်း6ချက်ပြည့်ပြီးတစ်ချက်ပဲကြံတော့တယ်သူနိုင်တော့မထင်နေတော့မှပဲငကားကနောက်ဆုံးတစ်ချက်ရွှေဆုံးတယောက်ရဲ့ခေါင်းကိုအတွင်းရလက်နှချောင်းနဲ့ဖုတ်ပေးလိုက်တာနောက်ကောင်တွေပါအကုန်မောက်ကုန်ပါတယ်
ဒါနဲ့ဆရာဝန်လည်းရှုံးတော့လောင်းကြီးကိုဒီလူတွေဆေးကုဖို့နဲ့ရော်ကြီးပြင်ယူရပါမယ်လို့ပြောလိုက်ပါတယ်အဲနောက်မှာတော့မင်းကြီးက9ရက်နှမတော်ကိုဒီကမင်းသားဦးနဲ့ပေးစားခြင်းတယ်လို့ပြောတယ်မင်းသားဦးကလည်းဝမ်းမြောက်တဲ့ကျေးဇူးတင်ကပြန်ပြောပါတယ်ဆရာဝန်ကတော့မျက်နှာသိပ်မကောင်းပါဘူးမင်းကြီးကဆရာဝန်ကိုတော့ဘရင်တက်မှုချုပ်ဖြစ်ယာရုတိုးပေးလိုက်ပြီး9ရက်နှမအိမ်နှမ်းကြီးကိုတွားရမှာစောင့်ရှောက်ပေးရမယ်လို့တာဝန်ပေးလိုက်ပါတယ်နောက်တစ်ခါမှာတော့မင်းကြီးကသူ့ရဲ့နှမတော်ကိုဘာကြောင့်ပေးစားချင်ရတာလဲဆိုတာဆရာဝန်ကိုပြောပြပါတယ်ပင်ကြီးမင်းကြီးဦးဆန်ကနန္ဒကားခိုင်းနဲ့ပူပေါင်းပြီးပုံကန်ကျင်နေတယ်မဲတော်ကြီးရောင်ဆောင်ကိုပို့လိုက်တယ်လေသူတို့ပဲအဲ့ဒါကြောင့်ပဲဆရာဝန်ကိုတက်မှုချုပ်ဖြစ်အောင်တိုးပေးတဲ့အကြောင်းနဲ့သူ့ရဲ့နှမကိုပင်ကြီးမင်းကြီးသားတော်နဲ့ပေးစားဖို့လုပ်ရတဲ့အကြောင်းရှင်းပြပါတယ်သူတို့တွေခေါင်းထောင်မလာနိုင်အောင်လုပ်ရမယ်လို့လည်းဆရာဝန်ကိုပြောတယ်ဒီကိစ္စကိုသူ့ညီမငတုံးမကလက်မခံမှဆိုတယ်မင်းမကူပြီးတင်းသွင်းပေးဆိုတာဆရာဝန်ကိုစီယုံခိုင်းပါတယ်ဒါနဲ့ဆရာဝန်လည်းမင်းသမီးတန်ခစားဝင်ပါတယ်မင်းသမီးလည်းရောက်တာနဲ့သူ့စီလာမတွေ့လို့ဆရာဝန်ကိုနေရွက်လင်ဆဲပါတော့တယ်ဆရာဝန်လည်းခေါင်းကြီးတို့လိုမရကပဲဗျမကြောက်လို့လည်းမရဘူးလေဟိုကဘရင်နှမကိုအဲ့နောက်ဆရာဝန်ကဝမ်းသာစရာတရင်ကောင်းရှိတယ်လက်ထက်မဲ့ကိစ္စမင်းကြီးကသဘောတူလိုက်ပြီဆိုတော့မင်းသမီးပျော်နေရောရှိသေးတယ်ပြီးရှင်မင်းကြီးရဲ့သားတော်ဝူအင်းနဲ့လက်ထက်ရမယ်ကျွန်တော်ကလိုက်ဖို့ပေးရမယ်ဆိုတော့မင်းသမီးကမဖြစ်နိုင်ဘူးရှင်နဲ့ရတဲ့ကလေးရှိနေပြီလို့ပြောလိုက်တဲ့အခါပိုက်ကြီးတဲ့အကြောင်းကြားတာနဲ့ဆရာဝန်မျက်လုံးပြူပြီးကြက်သေးသေးသွားလိုက်တာများခေါင်းကြီးတို့တိုင်းပါပဲကျမတို့လက်ထက်လို့ရအောင်မင်းကြီးကိုတင်းသွင်းလိုက်ဒါမှမဟုတ်ရှင်မရင်းချင်းခဲ့တာလို့ပြောလိုက်မှဆိုတော့ဆရာဝန်တော်ကြအိုက်သွားပါတယ်နောက်တစ်ခါမှာတော့မင်းကြီးနဲ့ဆရာဝန်တို့ရဲမဲ့ဆိုရင်လည်းအင်းနံပစ္စည်းမင်းသမီးကိုလိုက်လံဖို့ဆောင်ရင်လမ်းခုလက်တနေရာမှာစကန်းရှာနေပါတယ်ဘယုတ်တော့ကဝေထားတဲ့ဆရာဝန်ကိုငကားကတော်တော်ကြီးကောင်းတာပဲဆိုတော့ဆရာဝန်ကကျေးဇူးပဲငါရှိရင်မင်းကြီးကိုဘယ်သူမှထိရဲမှာမဟုတ်ဘူးဆိုပြီးလေတိုက်နေတော့မှာပဲလောက်ကျန်သူလူသက်သမားရောက်လာပြီးမင်းကြီးကိုတတ်ဖို့ကြိုးစားတဲ့အခါငကားရှိနေလို့ကန်ကောင်းသွားပါတယ်ဆရာမကြီးကမင်းကြီးကိုပြစ်မှတ်ထားကဓာတ်နဲ့ပြီးထိုးတာကိုငကားမြင်သွားပြီးဆရာဝန်ကိုမင်းကြီးရှိကိုကန်ထုတ်ကကာဝယ်ခိုင်းတော့ဆရာမကြီးရဲ့ဓာတ်နဲ့ဆရာဝန်ကိုထိုးမိပြီးနှစ်ယောက်သားအဝေးကိုလွင့်ကျသွားပါတယ်ဆရာဝန်ကတန်ကြက်ကအင်ကြီးဝှက်ထားတော့ဘာမှမဖြစ်လိုက်ပါဘူးအဲနောက်ဆရာမကြီးရဲ့တပည့်ထဲရောက်လာတဲ့အခါမင်းကြီးနဲ့ဆရာဝန်လဲဝတ်တက်ပြီးတော့ကိုရန်တော်တွေလည်းလိုက်တက်ပါတယ်ငကားနဲ့ဆရာမကြီးလည်းဖိုင်အင်းနဲ့လဲပေါ်ဝင်လာတော့လဲပေါ်မှာလှုပ်မရအောင်ပြုတ်သိမ့်ကျက်သွားပါတယ်လက်ခွန်းဘယ်ကောင်းချောက်လဲကွဝေးငါ့ပြင်ဘယ်ကောင်းကိုင်းတာလဲတင်းနေနေစမ်းရှင်ပြောသလိုလှုပ်ပြီးဘယ်သူမှလှုပ်လို့ရတာမဟုတ်ဘူးဆိုတဲ့အခါဘယ်ကောင်လဲကွဆရာကြီးလှုပ်နေတာဆိုပြီးဆရာဝန်ကြည့်လိုက်တော့သူကြံခဲ့တဲ့ကောင်မလေးမသိသွားပါတယ်ဒါနဲ့ဆရာမကြီးတစ်ဘက်ကခွေးမသာရှင်းကိုတတ်မယ်ဆိုပြီးဓာတ်နဲ့ထိုးမဲ့လှုပ်ချိန်ပါပဲဆရာမကြီးနဲ့ငကားအတွင်းရသုံးလိုက်တော့လဲရင်ပွတ်ထွက်သွားပါတော့တယ်အဲနောက်မှလည်းဆရာမကြီးနဲ့ငကားဆက်ဖိုက်ပါတယ်ဖိုက်တယ်ဗျာဖိုက်တယ်ပဲထားပါတော့ကျွန်တော်လည်းဖိုက်သမျှအသေးစိတ်မရေးတတ်တော့ဘူးဖိုက်ရင်းနဲ့ပဲဆရာမကြီးကမင်းသားကိုဖမ်းမိသွားသလိုသူ့တစ်ဘက်မှကလည်းဆရာကြီးလည်းဘင်းကိုဓာတ်နဲ့ချိန်ကခွေးမသာပြီးဖို့မကြံနဲ့ဆိုတော့ပြီးပါဘူးကွာမိမဲတော်တော်နောက်ကလိုက်မယ်လုံနေပါတယ်ဘူးချက်ကခေါင်းကြီးတို့ပေါ်တာကြီးတိုင်းပါပဲအဲတော့မင်းသားနဲ့ဆရာကြီးကိုတစားကန်လှုပ်ပြီးတောက်အုပ်ကိုခွန်ဆင်းပြီးတော့ငကားလဲလေတွေကနေသူတို့ဘက်တွေကိုတားဆီးဖို့အမိန့်ပေးလိုက်ပါတယ်ဆရာကြီးကိုတစားကန်လွှဲရတယ်လည်းမလွှဲပါဘူးဓာတ်နဲ့ချိန်ထားလို့တာပဲမဟုတ်ရင်ကိုလေးလှုပ်ဝင်ပါရသွားနိုင်ပါတယ်ဆရာမကြီးတစ်ဘက်ကဆရာကြီးကိုတော့သဘောကျနေပုံရပါတယ်တပ်ပြစ်မယ်လို့ပြောတော့ဆရာမကြီးကသူကမင်းကြီးရဲ့ရှစ်တော့ငါတို့တို့ကာကွယ်ပဲလို့ပြောပြီးမင်းသားကိုတတ်ခိုင်းတဲ့ကသူတစ်ဘက်မှကမင်းသားကိုစိတ်ဝင်စားနေတော့မတတ်ချင်တာနဲ့ဟိုနေ့ကကျမတို့ညီမကိုသူကယ်လိုက်တာလို့ပြောပါတယ်ဒါနဲ့ဆရာကြီးလည်းသူကပေးရှင်မင်းကြီးဟိုဝိုင်းရဲ့သားတော်ဆရာမကြီးကိုရှာလွတ်လိုက်တာသူတစ်ဘက်ပါလို့ရှုံနဲ့မပေးလိုက်ပါတယ်အကြံတူနေတဲ့ကောင်တေသွားအေးတာဘောဆိုတဲ့စိတ်နဲ့ပါဒီတော့ဆရာမကြီးကဒီကောင်ကတစ္ဆာဖောက်ပေးရှင်မင်းကြီးရဲ့သားတက်ပြဖို့ပြောနေချိန်မှာပဲငကားရဲ့တပည့်တွေရောက်လာပြီးသူတို့နဲ့ဖိုက်ပြန်ပါတယ်ဆရာမကြီးကတွင်းတိုင်ရထမှန်းသိတော့ငကားရဲ့တပည့်တွေကတတ်မယ်လို့ရှိမှာဆရာဝေကမိုးကျိုးလက်ဝါးတိုင်းနဲ့ဖောင်းဝန်းတဲ့တစ်ချက်ကျွေးပြီးဆရာမကြီးကိုကယ်လိုက်ပါတယ်အမှန်တော့တနက်နဲ့ပြစ်လိုက်တာပါရုပ်တည်မြသွားပြီးဆရာမကြီးရှိမှမိုးကျိုးလက်ဝါးတိုင်းတုံးလိုက်တာရိုင်းတယ်လို့ဖြစ်သွားရင်ခွင်းလို့ပါဆိုတော့ဆရာမကြီးကဖာကောင်းရုံနဲ့တနက်နဲ့ပြစ်ပြီးပါမိုးကျိုးလက်ဝါးတိုင်းတို့ငါဒီလက်ရှင်မဆဲချင်ဘူးလို့ပြန်ပြောပါတယ်အဲနောက်ဆရာမကြီးကဘာလို့ငါတို့ကိုကယ်တာလဲလို့မေးတော့ဆရာဝေလည်းညာဘက်ရှိပေါ်ကရှင်းမေမသားကိုချွတ်ပြပြီးသူကတိုင်ရန်ဒီခိုင်းကဆိုကတစိမ့်ပြားကိုပြရင်သူ့ရဲ့ဆရာကြီးချန်ကနန်းတော်ထဲမှာတချို့လောက်ခိုင်းထားတာပါလို့ရှင်းပြလိုက်ပါတယ်တိုင်ရန်ဒီခိုင်းနဲ့ဒီလက်ရှင်ခိုင်းကတင်းမြင့်ကြပါတယ်အဲနောက်ဆရာဝေကသူ့ရဲ့ဆရာကြီးချန်ကဆရာမကြီးရဲ့တိုင်းပညာကနံပါတ်1ပဲလို့အမြဲပြောတယ်ဆိုတာမြောက်ပေးပြီးစော်လီနာကတ်ချင်တာနဲ့သူ့ကိုတပည့်ဖြစ်လက်ခံပြီးဖို့တင်းပြောတော့ဆရာမကြီးလည်းလက်ခံလိုက်ပါတယ်ညီမထင်လွဲနေတယ်ဆိုတာသိပါတယ်နောက်တော့နားလည်လာမှာပါဆိုကလေးပြီးသွေးပြီးဆရာမကြီးရှိမှသူ့ရဲ့ဘက်ကိုဖွင့်ကြောင်းနေတာမြင်မကောင်းပါဘူးနောက်တော့ဆရာမကြီးကသူ့ဘက်တယောက်တဲခုတ်ကန်မှာစောင့်နေတယ်ဆိုတာခီးဆက်ကြပါတယ်တဲခုတ်ကန်နဲ့ဝင်လာတဲ့သူတွေအကုန်အော့အန်ကုန်ပါတယ်အကြောင်းကတော့မိမလိုပြင်ဆင်ထားတဲ့ငရောင်းကိုမြင်တာကြောင့်ပါအဲ့အချိန်မှာပဲဆရာမကြီးတို့အုပ်စုဝင်လာတော့သူ့ဘက်ကကြိုးပါတယ်ဆရာမကြီးကမင်းသားကိုစောင့်ကြည့်ခိုင်းတာပြီးဆေးကုဖို့ပေါ်ထက်တက်သွားတော့ဆရာဝန်လည်းဆရာမကြီးတစ်ဖက်နာကတ်ကတော်ကီဖုတ်ဖို့ကြိုးစားပေမဲ့ဟိုကမောင်းထုတ်လွတ်တာနဲ့ထွက်သွားရပါတယ်အဲနောက်ငရောင်းနဲ့တဲ့တူပြီးငရောင်းရုပ်ကိုမြင်လာတဲ့ဆရာဝန်အံပါတော့တယ်ငရောင်းကလည်းအေမီဆန်လိုကြိုသိနေရတယ်ခွက်ပါတခါလေးယူလာခဲ့ပါတယ်ငရောင်းကဆရာဝန်ကိုခေါ်သွားပြီးရှစ်ဆေးတွေပြနေပါတယ်ဒါကကျမ်းမဟုတ်ဒါလေးကတောင်ကြပန်း
ဆရာဝန်အကြိုက်ကျန်းလို့ရတယ်ပြောတဲ့အခါဆရာဝန်ကငရောင်းဆေးတွေကိုလွှတ်ပြပြီးသူ့ရဲ့တပွဲတို့ရှစ်ဆေးကိုစမ်းပြပါတယ်ဒီဆေးကိုရှူမိတာနဲ့ကာမစိတ်တွေတက်ကြောက်လာပြီးသူ့ကိုဘလို့ထုထုရဲရဲဘာလို့စိတ်ကကြွနေမှာပဲဆေးကိုငုံပြီးဖျက်လိုက်မှပြန်ကောင်းသွားမယ်လို့ပြောတော့ငရောင်းကကောင်းမလေးကတော့ဆရာဝန်လက်ကမလွတ်တော့ပါဘူးဆိုတာနှစ်ယောက်သဘောတွေကြနေပါတယ်တစ်ဖက်မှာလည်းကြောပိတ်ခံထားရတဲ့မင်းသားကကောင်းမလေးကိုစာရေးပြတော့စိတ်ဝင်စားနေတဲ့ဆရာမကြီးတစ်ဘက်ကကြောဖြေပေးလိုက်ပါတယ်ဒါနဲ့မင်းသားကမင်းကိုချစ်တယ်ကိုနဲ့လိုက်ခဲ့ဆိုတာစီးရုံမာတော့တယ်အဲ့အချိန်ဆရာဝန်ဝင်လာတော့မင်းသားကကြောပိတ်ခံထားရတယ်လို့ပြန်နေပါတယ်ရေးပြထားတဲ့စာကိုဆရာဝန်တွေ့သွားပြီးမအေးပြီးသိမယ်ဆိုတာမင်းသားကိုကြိမ်းတော့ဟိုနေ့ကမျက်ခုံးလှုပ်သွားပါတယ်ဆရာဝန်ကသူ့ဘရေးထားတာလေကိုစာမတက်လို့ဆိုတော့တိုးတိုးပြောတော့မှဆရာမကြီးတစ်ဘက်ကသူ့ကိုမလှုပ်ဖို့ကျမကရေးပြထားတာဆိုပြီးဆရာဝန်ကိုလီဆယ်လိုက်ပါတယ်ဒါနဲ့ဆရာဝန်လည်းအနောက်ကထိုင်ကောင်မှာမတိမတာတပွဲတို့ရှစ်စေချလိုက်ပြီးညီမထိုင်မအောင်ညောင်းနေပြီဆိုတာခုံကိုရှပြီးတော့မှပဲတီလက်ရှင်ဆရာမကြီးရောက်လာပြီးဆရာဝန်ရှပြီးတဲ့ခုံမှာဝင်ထိုင်လိုက်ပါတော့တယ်တေဘီဟရဲပြန်ပြီးငဝေးရဲ့ဆရာဝန်လည်းလက်ပြန်သွားပြီးဆရာမကြီးဆင်းပြေးလာဘယ်လိုမှမနေဘူးလားမေးတော့ဆရာမကြီးကဘာမှမဖြစ်တယ်လို့နဲ့ဆရာဝန်ကိုအပြင်ထွက်သွားခိုင်းပါတယ်ဆရာဝန်လည်းရင်တည်းနဲ့ထွက်လာရင်တကားဆွဲပွင့်လိုက်တော့အရှိစိတ်တက်နေတဲ့ဆရာမကြီးကချစ်တဲ့ရောက်နေတာနဲ့ကြောက်လန့်ကဆရာမကြီးတပွဲသူရှစ်စေးမိသွားပြီဆိုတာအော်ပြီးပါတော့တယ်